အခုကျွန်တော်ကအစိုးရနေပြီးတော့ project တစ်ခုယူထားတာပေါ့နော်ဝက်မွေးမြူရေးတိရစ္ဆာန်စာ biogas ဒါ project 1ပေါ့ပြီးသားလို့ရှိရင်ဒီမှာကဇီဝဓာတ်မြေဩဇာဓာတ်ဓာတ်မြေဩဇာ project 2ပေါ့စိုက်ပျိုးရေးပေါ့ဝက်ကုံကျော်ပေါ့အဲ့၄ခုပေါ့အဲ့၄ခုကိုကျွန်တော်တို့က main ဝင်လာတဲ့လမ်းမှာရှိတယ်ဒီနားမှာတကိန်းနဲ့ဒီနားမှာတကိန်းနဲ့ပြီးသွားရင်ဒီဘက်မှာပတ်တဲ့လမ်းရှိတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်က AI နဲ့ဆွဲတဲ့ခါကျတော့ project အဲ့၄ခုကိုပေါင်းလို့မရဘူးဖြစ်နေတာအဲ့ကြောင့်မို့ညီမတို့က Photoshop နဲ့အဲ့ဒါလေးကိုပေါင်းပေးပါလို့ပြောချင်တာပေါ့နော်အဲ့ပေါင်းပေးရမယ့်ပုံလေးတွေရဲ့ဟို main ပုံကြီးကဒီလိုပုံအနေထားနဲ့ရှိတယ်ပြောချင်တာဒီလိုပုံပေါ့ဒါ main ဝင်လာတဲ့လမ်းရှိတာပြီးတော့ဘက်ကို꿰သွားတယ် gate 1 gate 2ဆိုပြီးတော့ဒီလိုမျိုးသွားတာပေါ့အဲ့ဒီရဲ့အသေးစိတ်ပုံတွေကကျွန်တော်ပို့ပေးထားတယ်1ဆိုတဲ့ပုံဆိုရင်ဒါဒီဘက်ကပတ်1ဆိုတဲ့နေရာမှာဒီပတ်1ဆိုတဲ့နေရာမှာထည့်ရမှာပေါ့နော်ဒီကောင်ထည့်ရမှာဒါကသူ့အတွက်သွားတဲ့ gate ဖြစ်ပေမဲ့ဒီဟာကိုကြည့်လိုက်ပေါ့ဒီထောင်းဖြစ်မှာပေါ့နော်ဒီထောင်းဖြစ်မှာဒီထောင်းဖြစ်မှာပေါ့အဲ့တော့သူ့ရဲ့သွားတဲ့လမ်းပေါ့ဒါပေမဲ့ဟိုဘက်ကနေကူးလာတဲ့အခါမှာလမ်းရှိတယ်အဲ့ဒါလေးကိုလမ်းတိုင်းပေါ့နော်နောက်ဒီ project 2 part 2ဆိုတာဒီကောင်နေရာမှာဖြစ်မှာပေါ့နော်အဲ့ကောင်နေရာမှာဆိုလို့ရှိရင်ဒီကောင်ဖြစ်မှာပေါ့အဲ့တော့သူ့ကိုလည်းပဲအဲ့တိုင်းပဲကျွန်တော်တို့ကဒီတိုင်း structure ဟိုဘက်မှာချပေးလိုက်ပေါ့နော် part 2ဆိုတော့ဒီ part 2ကဒီတိုင်းချပေးလိုက်ပေါ့နော်ပတ်လန်းတွေဘာတွေကအဲ့မှာဖြောင်းပေးရမယ့်ပုံစံဖြစ်နေတာပေါ့ဒီထဲမှာအရာဆိုလို့ရှိရင်နောက် part 3ပေါ့ပတ်3ဆိုစိုက်ပျိုးရေးဆိုလဲအဲ့လိုပဲစိုက်ပျိုးရေးကဒီအဆောက်အအုံတွေကဒီမှာဖြစ်သွားမှာပေါ့နော်အဆောက်အအုံအဲ့ဒီကပ်ပြီးထည့်ပေးလိုက်ပေါ့အဲ့ဒါကပတ်4ပေါ့ပတ်4ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲနော်ပတ်4ကဆော့ဆော့ကဒီမှာတကိတ်ရှိထားတယ်လေဒီနားမှာတကိတ်အဲ့တကိတ်ပေါ့အဲ့တော့ဟိုဘက်ကိုကူးသွားတဲ့လမ်းရှိတယ်ဆိုဟိုဘက်ကိုကူးသွားတဲ့လမ်းတွေကိုပေါင်းပြီးတော့ထည့်ပေးလိုက်ပေါ့အဲ့မူရင်းပုံကတော့ဒီပုံဆိုပြီးမဲ့လမ်းညွှန်ချက်ကတော့ဆော့ပြောသလိုပေါ့နော်ဒီ main အကုန်လုံးယူပေါင်းပြီးတော့စောက်ပြထားတဲ့ဟာတစ်ခုရှိတယ်အဲ့ဒီဟာအတိုင်းလေးပဲဒီမှာကျွန်တော်လုပ်ပြထားတဲ့ပုံရှိရတယ်ဒီပုံတိုင်းပေါ့နော်၄ခုကိုဒီပုံတိုင်းဖြစ်ချင်တာ